တို့ရဲ့အမိကခိုင်မာမှုရှိရလားဟာခိုင်မာသလားလို့တော့မမေးနဲ့နော်ဟောဒီမှာစာရုပ်စာတမ်းနဲ့အကုန်ရှိတယ်စစ်ကြည့်လို့ရတယ်这么手法来是大百姓经过来的法来啊，ဈေးရများတယ်တဲ့ပန်းရှင်တဲ့တိုင်းရဲ့စကားပြောချင်တယ်တဲ့ ဒီမှာပိုင်ရှင်ပဲလေ ကျွန်တော်ပိုင်ရှင်လေ အဲ့လိုသူပြောတဲ့စကားကိုကျွန်တော်နားမလဲဘူးဆိုပြီးတော့ခင်ဗျားတို့ဂျင်းထဲဖို့တော့မကြိုးစားနဲ့နော်ဒီမှာခင်ဗျားတော်မှသူ့ကိုဘာမှမပြောရသေးဘူးသူကဘာဖြစ်လို့ဈေးများတယ်ဆိုပြီးတန်းပြောနေတာတော့ ဒီမှာကျုပ်တို့တည်းကမြန်မာလူသားမပြောတတ်တာမြန်မာလူအကုန်နားလေတယ်အဖေကပမာအမေကတရုတ် ဩဒါဆိုဒီကောင်ဘယုတ်ပေါ့ 这么又法来啊妈ခင်ဗျမရင်လိုက်လားတဲ့ ဘာမရိုင်းလို့လဲတရုတ်နဲ့ဗမာနဲ့ပေါင်းမှတော့ဘယုတ်ပေါ့ဗျာခင်ဗျာလေ ကဗျာအေးလေ သူ့ဖေကအိမ်မှာဗမာလူအများတန်းပြောတော့ဗမာလူနားလေတယ်ဒါပေမဲ့သူ့ဖေကပြန်မသိပြီးတော့သူပြန်မပြောတတ်ဘူး အဲ့ဒါပိုးဆင်းပြေတာဗောဒါရဲ့စကားပြောလို့ရပြီလေဒီမှာဒီမျိုးကွက်ကအရန်ကိုတန်လို့ကျုပ်ကခင်ဗျားတို့ပြပေးတာနော်ခင်ဗျားကြည့်ရလေဗျာရင်းနှီးမြုပ်နှံမှုလို့အကောင်းဆုံးနေရပဲခင်ဗျားတို့လိုချင်တော့မှဒီမျိုးကွက်ကိုအကုန်မရောင်းနော်တို့က40 60အခွက်ရိုက်ပြီးတော့မှရောင်းပါ 这么些啥啦？ ခရင်ရှိလားတဲ့ ဘရန်နဲ့ဆိုရင်တော့ဒီစင်းနဲ့ပေးရမလဲဗျာအရက်စာချုပ်ပဲရှိတာဗောဒီမှာကျုပ်ကပွဲသားဆိုရင်ပဲချုပ်တယ်မလို့ဘူးနော်ဒီမှာပန့်ချင်းဒါလည်းပဲချိတ်ပေးတာရှင်းတယ် 累啥啦？来来来， အာမုံဟို4သိန်းလောက်ရှော့ပေးလို့ရမလားတဲ့ ရှော့ပေးလို့မရဘူးရိုးရိုးမြင်မဟုတ်တာမန်မြေဆိုရှော့ပေးလို့ရတယ် 这房子是来了，我冲过来，这反正就我来啊。 ဒီမြင်ကရိုးရိုးမြင်မဟုတ်တော့ရွှေထွက်နေလို့လားတဲ့ ရွှေတော့မထွက်ဘူးပေါ့ဗျာဒါပေမဲ့ဒီမြေကွက်ရဲ့အကြောင်းကိုခင်ဗျားတို့ကြုတ်ရှင်းပြတယ်ဒီမြေပေါ်မှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာရှင်းဟောင်းသမိုင်းဝင်ပြတိုက်ကြီးတစ်ခုရှိတယ်နော်အဲ့ပြတိုက်ကြီးကမုံတိုင်းတန်သင့်ပြီးတော့ကြိုချပြက်စီပြီးဒီမြေကြီးအောက်ကိုရောက်သွားတယ်အဲ့တော့ဒီမြေကြီးကိုကြိုက်တဲ့နေရာကိုတူးကြည့်လိုက်သမိုင်းဝင်ရှင်းဟောင်းပစ္စည်းအများကြီးရှိအဲ့ဒီနေရာမှာတန်ဖိုးကြီးတဲ့ပစ္စည်းတစ်ခုကိုရရင်ခင်ဗျားတို့ဒီမြေဈေးနဲ့ကကျေပြီပေါ့ဗျာ ခင်ဗျားတို့ကြည့်ရတာမယုံနဲ့တူတယ်ဒီတော့ပြုတ်ပြဒီမှာတွေ့လားခဏလေးသွားရှာတော့မှတွေ့တယ် 这房来了， အဲ့ဒါဘာကြီးလဲတဲ့ ဒါကအေယာဝတီဘရင်ကြီးရဲ့ရေခွက် နေရောထက်ရှာပြီ